လေရင်ရဲ့လေကာမှန်ကွဲသွားရင်ဘာဖြစ်မလဲဒီလေရင်မှုကပေ2300မြင့်မှာပြန်နေတဲ့လေရင်ရဲ့သတင်းပေါက်ကနေခန္ဓာကိုယ်တစ်ဝက်ထွက်နေပြီးခြေထောက်တွေကသာလေရင်မောင်းခန်းထဲမှာကျန်နေတဲ့အခြေအနေပါဒီအဖြစ်ပြက်ကမနက်ခင်းတစ်ခုမှာသူပုံမှန်ပြန်တမ်းမှုတစ်ခုအဖြစ်ပြန်တက်ပြီးမိုးလေဝသလက်ကောင်းတဲ့လေရင်လည်းပြဿနာမရှိဘဲပြန်တက်နေပါတယ်ဒါပေမဲ့သူ့မျက်နှာ2ပေခန့်กว่าမှာမမြင်နိုင်တဲ့အန္တရာယ်တစ်ခုဖြစ်ပေါ်နေပါတယ်သတင်းပေါက်ကိုချိတ်ထားတဲ့စက်ကူတွေဟာအရွယ်မမှန်သလိုတင်းတင်းကြပ်ကြပ်မတက်ထားပါဘူးလေရင်ကမြင့်တက်လာတာနဲ့အမျှအတွင်းအပြင်လေဖိအားကွာခြားမှုကြောင့်စကူတွေပိုပြီးချောင်လာပါတယ်ပေ19300မှာစကူတွေအကုန်ဖြုတ်ထွက်သွားပြီးသတင်းပေါက်တစ်ခုလုံး10စက္ကန့်အတွင်းပြုတ်ထွက်သွားပါတယ်လေရင်အတွင်းကလေတွေဟာချက်ချင်းအပြင်ကိုထွက်သွားပြီးအလွန်ပြင်းထန်တဲ့လေဖိအားဆွဲမှုဖြစ်ပေါ်ပါတယ်ဒါကြောင့်အနည်းဆုံးမှာရှိတဲ့လေယုံမှုကိုသူ့ထိုင်ကုန်ကနေဆွဲထုတ်တယ်လို့ဖြစ်ပြီးသတင်းပေါက်ကနေထွက်သွားစေပါတယ်ဒါပေမဲ့သူ့ခြေထောက်တွေဟာစတီယာရင်မှာကပ်နေတဲ့အတွက်ခန္ဓာကိုယ်တစ်ခုလုံးမထွက်သွားနိုင်ခဲ့ပါဘူးအပေါ်ပိုင်းခန္ဓာကိုယ်ကတော့လေရင်အပြင်မှာတနာရီမိုင်400နှုန်းနဲ့ထိတွေ့ပြီးကပ်နေပါတယ်သူတည်သွားပြီလို့လူတိုင်းထင်နေချိန်မှာလေရင်မဲ့တယောက်ကသူ့ခြေထောက်တွေကိုဖမ်းထားပါတယ်သူ့ခန္ဓာကိုယ်လွတ်သွားရင်အင်ဂျင်ကိုထိခိုက်ပြီးလေရင်ပြတ်ကျနိုင်တာကြောင့်မလွတ်နိုင်ပါဘူးလေဖိအားဆွဲမှုကစက္ကန့်အနည်းငယ်အတွင်းသာဖြစ်ပြီးနောက်မှာဟန်ချက်ညီမှုပြန်ဖြစ်သွားတာကြောင့်လေရုပ်အမှုထမ်းကတော့အပြင်ကိုတော့ပါမသွားခဲ့ပါဘူးဒီအချိန်မှာတွဲဖက်လေရင်မှုတယောက်တည်းကျန်နေပြီးလေရင်မောင်းခန်းတကားကလည်းပြုတ်ထွက်ပြီးလီဗာကိုဖိမိထားတာကြောင့်လေရင်ကအရှိန်တက်ပြီးတစ်ချိန်တည်းမြေပြင်ဘက်ဆင်းနေပါပြီလေထန်လွန်လို့ရေဒီယိုတန်လည်းမကြားနိုင်ပါဘူးတွဲဖက်လေယုံမှုကလေရင်ကိုထိန်းချုပ်ဖို့ကြိုးစားနေချိန်မှာလေယုံမှုကိုဖမ်းထားတဲ့လေယုံမဲရဲ့လက်လဲအားနည်းလာပါတယ်သူ့လက်မောင်းအစစ်တောင်ပြုတ်ထွက်သွားပြီးမျက်နှာလည်းအေးခဲလာပါတယ်လေယုံမှုရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းအပြင်ဘက်ကိုရှော့ထွက်နေပြီးဖမ်းထားတဲ့လက်ကအာရော့နေလာပါပြီဒါကြောင့်အဖွဲသားချသူတွေပါဝင်ကူပြီးသူ့ခြေထောက်တွေကိုအတူတူဖမ်းထားကြပါတယ်နောက်မှာထိုင်နေတဲ့ခီးသည်တွေကလေရင်မောင်းခန်းကိုတိုက်ရိုက်မြင်နိုင်ပြီးလူတစ်ယောက်ကိုခြေထောက်တွေဖမ်းထားပြီးကြံခန္ဓာကိုယ်ကလေရင်အပြင်မှာလွှဲနေတဲ့မြင်ကွင်းကိုမြင်နေကြပါတယ်လေတိုက်လွန်းတာကြောင့်လေယုံမှုရဲ့အသားရည်ပျက်စီးပြီးသွေးတွေလေရင်ပြတ်တင်းပေါက်တွေမှာတင်နေပါတယ်လူတိုင်းကသူတည်သွားပြီလို့ယုံကြည်နေကြပေမဲ့မြည်သူများလက်မလွတ်ရဲပါဘူး22မိနစ်ကြာအောင်အဖွဲ့သားတွေကလေယုံမှုရဲ့ခန္ဓာကိုယ်ကိုလေရင်ဘေးမှာဖမ်းထားခဲ့ပြီးတွဲဖက်လေယုံမှုကလေရင်ကိုအောင်မြင်စွာဆင်းသက်စေပါတယ်အားလုံးအသက်ရှင်ကျန်ရစ်ပြီးနောက်ဆုံးမှာလေယုံမှုကိုစစ်ဆေးကြည့်လိုက်တဲ့အခါသူမတည်သေးပဲလက်မနဲ့လက်ကောက်နာနည်းနည်းပဲထိခိုက်ထားတာကိုတွေ့ရှိရပါတယ်